Hey, yo, okay. ဟာခဏနေဒီနေ့နည်းနည်းလေးထူးဆန်းသွားတယ်ကြီးဟုတ်တယ်ညားရလေးနဲ့ဆိုချက်စင်သားရနဲ့ဆိုဆိုနည်းနည်းလေးနဲ့တောင်းနည်းနည်းလေးခဏနေအနောက်ကိုအနောက်ကိုတက်ကြည့်လိုက်တာဘာဘောနော်ကျွန်တော်နည်းနည်းလေးလန့်ကျွန်တော်ဒါကြောင့်နည်းနည်းလေး line လေးထည့်မယ်ကြနည်းနည်းလေးတီးခံကြနော် I am not Myanmar I am not Myanmar okay ကြပါဦးကြမလာတော့ထင်နေပါပြီခုရစားပြီးတော့ဖြစ်တော့ပါမယ်ဖြစ်တော့ပါမယ်နည်းနည်းလေးတီးခံပြီးကြည့်ကြပါဘူးဆိုတော့နည်းနည်းလေးထစ်သွားပြီဇော်မီတွေကြောက်မှာဇော်မီတွေကလည်းဖားတွေလို့ခုံပေါက်ပြေးလန်းနေအောင်တက်လာပါတယ်တကောင်ဆိုရင်ကျက်စတာခေါင်းပေါ်အုပ်ဖတ်သွားရပါတယ်မဘောနော်ဇော်မီတွေကညဆိုနည်းနည်းလေး line တက်တယ်ကြတက်တခုဘူးစားတော့ငါဖနေယူပြန်လေငါဖနေအမဒါကြီးငါဖနေဘာလို့ငါဖနေကြီးကိုဆွေး sorry ပါအဲ့ဒါတွင်းတော့လူကြောက်မလို့ဟုတ်တယ်ပြီးအောင်ငါတုံးကလာပြီးတော့မတူဘဲနဲ့လာကြည့်တာပါမိလေအောင်ကျွန်တော်ဟာလာကျွန်တော်ကောင်းကြနေဆိုကျွန်တော်ပတ်စံတော့ဘယ်လောက်ပါလဲ19,982ဦးဆိုတော့ဇော်မီတွေကအဲ့ဒါကြည့်ပါထွက်လာပါခဏလေးဟယ်လိုပပစနေပပဖုန်းခေါ်တယ်ပပအပွားအခုစနေကဘုနာကဖုန်းရလို့ sorry ပါခုနကတော့ဖုန်းဝင်သွားလို့ပါဘုဆိုတော့ပြန်ထည့်နေပါပြီခုနကနည်းနည်းလေးပိုးဆိုးသွားပါမယ်နေဝင်တော့မှာပဲနေဝင်တော့အောင်ပါပြီခင်ဗျာနေဝင်တော့ဇော်မီထုတ်တဲ့အကောင်ကြီးကထိုင်းချတာမှာပဲဖြစ်ပါတယ်အဲ့ဒါလောက်စီနဲ့ဖြစ်နေမှာကင်မရာပြတော့ပါမယ်ခဏလေးဒီခံတောင်းပြီးကင်မရာပြလို့မရပါဘူးရေးလို့ပြလို့လည်းကျွန်တော်ရွေးမှာအမအလုံးလေးကိုလိုက်ရေးလို့မရပါဘူးတွေ့ကြတိုင်းအမကြီးဘောနော်ရေးကြပါမယ်ရေးလို့မရဘူးဒါကတော့ထင်ပါပြီနေရတော့အမအလုံးလေးကိုကျွန်တော်နိုင်လိုက်တယ်တစ်ချက်တည်းအမပေါ်မလာသေးပါဘူးခဏကြည့်ပါ train ဆိုအတိုင်းလာကြည့်ပါအမပေါ်ပါပြီပေါ်တော့မယ်ခဏလေးပေါ်ပါပြီအမကြည့်ပါကြည့်ပါဦးကတော့18,844ဖြစ်သွားပါပြီရွှေရတော့18,444လေဟုတ်တယ်18,000မဟုတ်ဘူး18,044လေးရမဟုတ်ဘူးဟုတ်တယ်လေးရမဟုတ်ပါဘူး sorry ပါမှားသွားတယ်မသိပါဘူးဘာရတော့ရလဲဘောတော့ထုံးလို့မှမရလိုက်ဘူးအေးလေအကောင်25ကောင်မှထုတ်လို့ရဇော်မီတွေချီတက်လာလို့260ခုလောက်ပြတ်သွားတာ300တော့အောင်နေလို့ရတယ်မရဘူးလို့မြင်းကဒီမှာမြင်းက25ပဲရတာထုတ်လို့မရတော့အဲ့ဒါဇော်မီတွေထုတ်တာဇော်မီတွေက200နဲ့မှ250စပိန်240မှာနှစ်ပါဇော်မီတွေကတော့တော့မြင်ပေါအောင်ငါမြင်ပေါအောင်
ကျန်စစ်သားတွေကတော့အခုနည်းနည်းကြည့်တယ်လို့ပဲဘာလို့ဘာတပ်ပဲလို့စမစားတော့လိုင်းနေတယ်တခုနေလေရတယ်ကျွန်တော်တို့တွေ့လို့မရပါဘူးဘာလို့လဲဆိုရွေးလို့မရပါအမဘာဝီးညာပါလဲပုံဆွဲပါမယ်တေချာလိုက်ကြည့်နော်အထားလေးကိုတည်ရမလားဒီမှာပေါ့နော်သူစေအတိုင်းကျွန်တော်တေချာဆွဲပြပါမယ်တေချာဆဲရပြောဘာမျိုးဝါချစ်ချစ်လုံးရောနင်းနဲ့ဆက်ပါလားဒီကောင်လေးသူ့ကောင်တူတရားမတိုင်းတော့စီတော့အဲ့လေနော်အဲ့လားဘာဘာရွေးလို့မသိဘူးဘာမှမရထားမယ်သူရှင်မှာဆောက်ပါဘာမှမရတက်ဆရာမွေးနေတာပါဒါအော်ဘာလို့ထားလိုက်ခုနကျန်တယ်ဒီကောင်လေးကြိုက်ပလိုက်ထားလိုက်ရတယ်ဗျတော့ခေါင်းလေးကျန်းသိမ့်နေတာပါအရှိမထိုင်တာပါထက်ထက်မှာဘူးလို့မြန်မာနိုင်ငံကြီးကတည့်ရတာမှာဘူးတဲ့နိုင်ငံဖြစ်နေရသည်ဆိုတော့ဆောင်းဒီဆိုတော့အင်္ဂလိပ်နိုင်ငံကတော့အင်္ဂလိပ်နိုင်ငံကတော့တည့်ရတာမှာနှင်းနေကြနေပါပါခုဆိုတော့ညောင်ညောင်လေးစားမှာပါကြောင်စားမယ်လို့ပြောမှာမဟုတ်ဘူးမိုင်းလို့ပြောတာမိုင်းဆိုတာလေဟိုမိုင်းမောက်ကိုပြောနေတာမဟုတ်ဘူး MIC မိုင်းကိုပြောတာဒါလေးထားလေအကောင်တော့ခဏနိုင်ဆောင်တော့ကောင်းတယ်ဟုတ်တယ်လေခဏနိုင်ဆောင်ကိုမ6:50နဲ့ခဏလေး16လေဘယ်ခုနစကန်ချဝိုင်းခဏလေးခုနစကန်ဒီမပြီးတော့နော်9 မိနစ်အရှိလာတယ်တန်ခါရီကိုဒီမပြီးသေးပါဘူး9 မိနစ်တောင်ကြာနေပါပြီလူမီးရတိတ်ရွေ့ပေါ့နော်တန်းတဲ့ဇုံမီလေးရတော့ဒီတိုက်လေးပေါ့10 မိနစ်ပြောရပါဘူးကိုယ်ရင်ပေါ်ပြီးတော့ခါလာပြီးတော့တလူရရတာနော်ပန်းလို့ညာနဲ့စက်တောင်းတော့ဒီတပွဲပဲဆိုပါမယ်ဟိုဗီဒီယိုလေးမှလေးကျွန်တော်ပြောတယ်ကျွန်တော်ကရန်ကုန်မှာပါဆိုတော့မြန်မာလူလေးရေးပြအဲ့ဒါကျွန်တော်မြန်မာလားရေးတယ်လူရေးအောက်ကစမီးတီလာရလမ်းဟိုဇော်မီတကုန်းနိုင်မီလားမသိပါဘူးနေရလည်းဝင်းထွက်သွားပါပြီဝင်းထွက်ဝိုင်းဒီလုံးတော့ဘယ်မှမမရတော့ပါဘူးရွေးလို့မရလို့ပါနားလည်းလစ်နေပါဝင်းသွားလေဇော်မီတွေကဝင်းလည်းမနှော့နေဘူးอ่ะမတွေးရစရာကြီးဖြစ်သွားတယ်ဝင်းမီဟဲ့အေးတကောင်ဆွတ်ဆိုထိုးလာရတေးသွားနောက်တစ်ခါလူတော်ဝါရဲ့ဓမ္မကများရဲ့ဒါမင်းရဘရိုကျွန်တော်တွက်ကြည့်ရမယ်ဆို2000 3000လောက်နိုင်ပါပြီပေါ့နော်ကျန်သားတကောင်ပြေးပြီပြေးတော့ဆိုနိုင်လောက်ပြီထင်တယ်နိုင်တယ်ထွက်လာပြီကျန်သားဆိုမိနေရလည်းဝင်မှာဘာလို့နိုင်နေရလည်းမသိပါဘူးဒါဟင်းနဲ့ကြွေးမှာမဲကြွေးနေဒီနေ့အေးမကမလေးကအရင်နေ့တိုင်းရေးချင်နော်ဦးစ
ဆိုတော့အကောင်လုံးရက်သွားပါပြီနိုင်တော့ဟုတ်ပါဘူးတကောင်ကြံနေပါလေ တနာရွာရင် ဟုတ်ပါဘူး10မိနစ်ပြသွားပါဟိဟိုကနောက်က0နှလုံးကစကရှေ့ကနှလုံးကမိနစ်တနာကျော်ရင်ရှေ့ကထပ်ပေါ်လာအောင်တနာ ဒီဇမီတကောင်ပြန်ပြီးပြီလို့ထင်တယ် ဒီဇောမီတကောင်မလာခင်မှာလည်းပြီးသွားနိုင်တယ်ခင်ဗျာ လာပါတဲ့အခါဆိုရင်ဖုန်းနဲ့နေရာချက်လို့ရအောင်ပဲချတော့မယ် လာတဲ့မင်းငါတို့အရက်ဘီယာတိုက်မယ်တဲ့လာပါဦးနဲ့ လာဆုံးမီလေးလာတဲ့ ဟိုကမျိုးတညူလုံးကသူ့ကိုခေါ်နေတယ်နောက်တညူသားတွေကလည်းကားစီကနည်းနည်းလေးလမ်းကျက်သွားလို့တဲ့ကူမလာ ညတောင်းကြည့်တော့မယ်နော် အဲဒီတမရဲ့2ခါ3ခါလာထောင်းပြေးသွားတော့ ထုတ်လို့ရများတော့ ရတော့ ပွန်ဆိုတော့ဆိုနေလိုက် နေဝင်တော့ဒီတန်းပြီးဝင်ပြီးအားလို့အော်ပါဘူး ကောင်းရတော့ဝင်သွားပါပြီတက်ဖို့ကြီးတယ်မကြောက်မလဲနဲ့ပါဘီယာတိုက်လို့မူးပြီးတော့တေးတော့တယ်ရောကြရုံတော့ဟိုဘီယာအများကြီးပဲ290နဲ့ဘီယာလူတော့မှာ 290နဲ့ဘီလီယံအရက်တူတော့တော့မတယောက်တစ်ချက်ဘုံဆို တိုက်မှာပါသူဆိုတော့အဲကြောက်လို့ကြေးရပါပြီ နိုင်ကြပါ နိုင်မစင်ပါရဲ့ နိုင်ပါပြီအွန်လိုင်းကြည့်ပြီးပြီဟိုကောင်ရအရှိလာပြီငေါတဲ့အဆောင်နော် နိုင်ပြီညာမမီဒီလို